လာပါကျွန်တော်တို့ခုဆိုရင်ရုပ်ဆောင်ကြောင်းကိုနောက်ထပ်တနေရာလေးလာရေးခရီးပေါ့နော်ရောက်လာပါပြီဒါကရုပ်ဆောင်ကြောင်းကိုကျွန်တော်တို့တက်တဲ့လမ်းလေးပေါ့နော်ဒါရုပ်ဆောင်ကြောင်းတက်တဲ့လမ်းလေးပေါ့အတိုင်းကျွန်တော်တို့ကဒါစပြီးတော့တက်သွားပါတယ်အခုဆိုရင်ကျွန်တော်တို့ရုပ်ဆောင်ကြောင်းကိုရောက်လာပါပြီပေါ့နော်ရုပ်ဆောင်ကြောင်းအပေါ်ကိုရောက်လာပါပြီဒါကတော့ရုပ်ဆောင်ကြောင်းအဝင်အတက်ကလေးပေါ့နော်ဒါကတော့ရုပ်ဆောင်ကြောင်းလေးရဲ့ဒါမမှန်ထားတဲ့မြန်မာမှုမြန်မာဟန်ပေါ့နော်လက်ရအလှပလေးဖြစ်ပါတယ်ကျွန်တော်တို့ဒါအောက်ကနေပြီးတော့အခုလိုမှတ်တမ်းတင်ရိုက်ကူးတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရုပ်ဆောင်ကြောင်းရဲ့အပေါ်ကိုရောက်လာပါပြီရုပ်ဆောင်ကြောင်းအပေါ်မှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်မြတ်ဖြစ်ပါတယ်ဘဝတုတ္တဗမင်္ဂလံရခန္တုတ္တဗဒေဝတာဘဝတုတ္တဗမင်္ဂလံရခန္တုတ္တဗဒေဝတာဘဝတုတ္တဗမင်္ဂလံရခန္တုတ္တဗဒေဝတာဒါတော့ကျွန်တော်တို့ရုပ်ဆောင်ကြောင်းရဲ့ပတ်လေပေါ့နော်မရှိတယ်ကျွန်တော်တို့ဒါအလှပနေရာလေးတွေပါဒါတော့ရုပ်ဆောင်ကြောင်းရဲ့အတွင်းလေးပေါ့နော်အတွင်းကြောင်းရဲ့အလယ်မှာရှိတယ်ကြောင်းလေးပေါ့နော်ဆိုတော့ဒါဒီထဲမှာတော့ဘာမှမရှိပါဘူးဒါတော့တစ်ဖက်တစ်ချက်မှာရှိတယ်ပေါ့နော်နောက်ထပ်အလိုကြောင်းသင်္ကန်းလေးပေါ့နော်ဆိုတော့ဒီထဲမှာလည်းဘုရားစီရီမရှိဘူးပေါ့နော်ဒီတိုင်းလေးပဲဒီအလှပလေးနဲ့မော်မှန်ထားတာဒီလိုလက်ရအနုစိတ်လေးတွေပေါ့နော်ဒီမှာလွန်လှပတယ်ပေါ့နော်ဒါလေးတွေကျွန်တော်တို့လေးလာတွေ့ရှိရပါတယ်အရိယဝန်သားချောင်းရုပ်ဆောင်ချောင်းပေါ့ရှေးဟောင်းသမိုင်းဝင်သာသနိကနယ်မြေဖြစ်ပါတယ်ပေါ့ကျွန်တော်တို့ဒါမှတ်တမ်းတင်ရိုက်ကူးရခြင်းဖြစ်ပါတယ်ဒါကတော့ရုပ်ဆောင်ချောင်းရဲ့အပေါ်အတက်လေကားလေးနဲ့ဒါဝင်ချင်းအတက်နေရာလေးပါဒါចောင်းတော်ကြီးဒါအလှပပေါ့နော်ဒါဖြစ်ပါတယ်မင်္ဂလာပါအခုရုပ်ဆောင်ချောင်းကိုကျွန်တော်ရှေ့မှာရိုက်ကူးပြီးတော့ပေါ့နော်အမှတ်တရတင်ပြထားတဲ့အတိုင်းပဲပေါ့နော်ရုပ်ဆောင်ကြောင်းရဲ့အလှပေါ့နော်ခြေထောက်လက်ရအရင်ကျင်းမှုပေါ့နော်အလှပါလေးတွေကိုပြန်တိုင်းပြင်ဆက်ပေးထားပါတယ်ဆိုတော့အားလုံးကျေးဇူးပါကျွန်တော်စကိုင်းမှာရှိတဲ့ဒီလားရှင်ဆရာကြီးဆရာလေးပေါ့နော်အဘာ320ကိုဆွမ်းဆန်တော်နဲ့ကလေးပဲတွေတင်ပြပြီးလို့အပြန်ခရီးမှာအခုလိုမျိုးအိလာရေးဖြစ်နေပါရောက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီကို charity ရဲ့နောက်ထပ်လူတန်းပဲပေါ့နော်ဒါနာကုသိုလ်တွေမှာအခုလိုပဲ live ပါကြည့်ကြည့်ဝမ်းကြောင်းနေမှာဒါတို့ခေါ်ဆိုအားလုံးဖိတ်ခေါ်ပါတယ်အားလုံးကျွန်တော်တို့ရဲ့ပြည်သူတွေထပ်ပြီးရရှိကြပါစေအားလုံးဒါ